ဦးစင်းကဆုံးခံကြော်ဖို့ပြန်လာခဲ့မယ်ဦးစင်းပြောတော့နားထောင်လိုက်လို့မရတော့နော်နေခဲ့တော့ကန်ကောင်းလိုက်လို့မရပါဘူးဆိုကဲပြောမရလဲလာလိုက်ခဲ့ဒါပေမဲ့မင်းလမ်းမဦးစင်းစကားတော့နားထောင်မနော်ကန်ကောင်းကြားလားဦးစင်းပြောလာလိုက်ခဲ့လာဒီကိုတော့တော်အသက်ကိုကယ်ရင်လိုတာထက်ပိုပြီးတွယ်ညှိသွားပြီထင်တယ်ဦးစင်းရေအဲ့ဒါတန်ရောစင်စနေပြီဦးစင်းရေ